ဒါတော့ကျွန်တော်တို့အခုဆိုရင်တော့ငါအကြီးတွေသွားချမှာအကြီးဆိုတော့ပေါင်လောက်ရှိတယ်ပေါင်လောက်ရှိတယ် စုံထုတ်လည်းပေါင်လို့ရှိတယ် စုံထုတ်တော့ပေါင်လောက်ရှိတယ်ဆိုတော့စဉ်းစားကြည့်ငါတို့ပြောနေနော်โอเคကျွန်တော်တို့ချမဲ့ငါးတွေကပေါင်လောက်ရှိတယ်ငါးတွေ ပေါင်လောက်ရှိတဲ့ကန်နော် နေတာကအပေါင်ဝမ်းနေရဲ့အပေါင်ဝမ်းဒီလိုပြော ငါတို့ချမဲ့အကိတ်ရအခုဆိုရင်နော်မွေးတော့မွေးလာပြီနောက်ဆိုတော့ကြည့်ရကောင်းတယ် တော့ရမ်းနေတယ်ဒီမှာကြည်ပါကြည်ရအေးတာမြန်ကြီးက နေရဲဟာပြော ရတယ်လမ်းလျှောက်တော့လည်း3နိုင်လောက်ကြာပြီဆိုတော်တော်ပင်ပန်းနေပြီဗျာရေလေးတော့ဆက်တွေ့ရခင်ဗျစက်တီရတော့တော်ပေါ်တယ်ဗျအုပ်လိုက်ကိုပြန်လာခုချားနေတဲ့အတိုင်းစက်တီရတဲ့အတိုင်းပေါ့ဗျာရှင်းကိုစမ်းလူသွားလမ်းတော့မရှိလို့ကျွန်တော်တို့ကိုယ်တိုင်ဓာတ်တွေနဲ့ခုတ်ထွင်ရှင်းလင်းပြီးတော့တွားခဲ့ရတယ်ဗျာတော်တဲ့ဓာတ်ပါလို့နော်နောက်ဆုံးမှာတော့ကျွန်တော်တို့ငားများတဲ့နေရာလည်းမရှိတဲ့အတွက်ကျွန်တော်တို့ပြန်လာခဲ့ရတာပေါ့နော်ပြန်လာတဲ့အချိန်မှာလည်းလမ်းကလည်းမားတာရဲဆက်ဆက်ပဲကဲအခုဆိုဘက်ကကြီးပြန်ထိုးပြီဟေးကိုရောလမ်းအောင်မှန်လားဟုတ်တယ်နော် တော့ဝါအမလူရနေတော့တော့ဒီမှာရတယ် လာဒီဘက်ပြန်လာကြည့်ကိုရောဟမ်ဟုတ်လားလမ်းပြန်လမ်းတော့တွေ့အောင်ရှောင်းတော့ပြန်လာပြီကိုစနေမင်းကအုပ်လိုက်ပဲလိုက်ပြနေရချက်တရွေးတယ်ပေါတော့ရှိတယ်ဟိုပါကြီးမွေးတယ် ကျက်တူရေ ကျွတ်ရမွေးတယ်ပေါတော့ရှိတယ်အလလာအခုဆိုရင်တော့ ဘူးဆိုတော့ကျွန်တော်တို့က ကျွန်တော် မရတော့ပါဘူး ချွေးတယ် မင်းလိုက်ပို့နေရကိုစနေလိုက်ပို့တာအုပ်လိုက်ပဲ ဟုတ်လိုက်ပဲ ချက်တူ ရေတွေ ပေါတော့ရှိတယ်မွေးတယ် မွေလက်တွေ့ရနည်းနည်းတော့ကောက်ရင်မဟုတ် ပေါတော့ရှိတယ် ပေါင်လို့ရှိတယ် မွေတွေ့လို့လားဒီလာဟိုဆယ်ကြီးလိုင်းပေါ်မတင်ရတော့မမတွေ့ရင်တော့မလို့ အမေမင်းဘာအခုမှလာကြောက်နေခုနကအုပ်လိုက်တွေ့လာလမ်းလျှောက်တာခုနလမ်းလျှောက်တာသေအောင်ပဲတော်တူ